ကိုယူကိုချမ်းသာကြပါစေလူဦးစင်းကဥစွာမေတ္တာပို့တာပါလေဒီနေ့တရားအားထုတ်ခြင်းနဲ့ပုဂ္ဂိုလ်လေးမျိုးလို့ဒီပေးထားတဲ့တရားတွေကိုဟောကြားနိုင်ကြရအောင်တရားအားထုတ်တဲ့နေရာမှာပုဂ္ဂိုလ်လေးမျိုးကွဲနေတယ်ပါလေနံပါတ်1ကဒုက္ခပရိက္ခဒန္တာပညာဒုက္ခပရိက္ခဒန္တာပညာပြောကြည့်အောင်ဒုက္ခပရိက္ခဒန္တာပညာဟုတ်တယ်တရားအားထုတ်တဲ့နေရာမှာညွညွညင်ညင်ပင်ပင်မမဆန်းဆန်းရဲရဲလေးအားထုတ်ရတယ်တရားအတွေ့နဲ့နေတယ်ဒီလိုယောဂီမျိုးလည်းပုဂ္ဂိုလ်မျိုးလည်းရှိတတ်ပါလေနောက်နံပါတ်2ကဒုက္ခပရိက္ခခိပ္ပပညာဒုက္ခပရိက္ခခိပ္ပပညာပြောကြည့်ပါဦးဒုက္ခပရိက္ခခိပ္ပပညာတရားအားထုတ်တဲ့နေရာမှာညွညွညင်ညင်ပင်ပင်မမဆန်းဆန်းရဲရဲတော့အားထုတ်ရတယ်ဒါပေမဲ့တရားအတွေ့တော့ဉာဏ်တယ်ဒီလိုပုဂ္ဂိုလ်မျိုးလည်းရှိတတ်ပါလေနောက်နံပါတ်3ကတော့ဒုက္ခပရိက္ခဒန္တာပညာဒုက္ခပရိက္ခဒန္တာပညာပြောကြည့်ပါဦးဒုက္ခပရိက္ခဒန္တာပညာတရားအားထုတ်တဲ့အခါမှာတော့ချမ်းချမ်းသာသာလွယ်လွယ်ကူကူတက်တက်တာတာအားထုတ်ရတယ်ဒါပေမဲ့တရားအတွေ့ကြတော့နှိမ့်နေတတ်တယ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးလည်းရှိတတ်ပါလေနောက်နံပါတ်4ရတော့ဒုက္ခပရိက္ခခိပ္ပပညာဒုက္ခပရိက္ခခိပ္ပပညာပြောကြည့်ပါဦးဒုက္ခပရိက္ခခိပ္ပပညာတရားအားထုတ်တဲ့နေရာမှာချမ်းချမ်းသာသာလွယ်လွယ်ကူကူတက်တက်တာတာလည်းအားထုတ်ရတယ်တရားအတွေ့လည်းဉာဏ်တယ်ဒီလိုပုဂ္ဂိုလ်မျိုးလည်းရှိတတ်ပါလေတဲ့မြန်မာလိုပြောမယ်ဆိုလို့ရှိရင်တော့တရားအားထုတ်တဲ့အခါမှာပင်ပင်ပန်းပန်းစင်စင်ရဲရဲညွညွညင်ညင်လည်းအားထုတ်ရတယ်တရားအတွေ့လည်းနေတယ်ဒီလိုပုဂ္ဂိုလ်မျိုးကတရားအားထုတ်တဲ့နေရာမှာညွညွညင်ညင်ပင်ပန်းပန်းစင်စင်ရဲတော့အားထုတ်ရတယ်တရားအတွေ့တော့ဉာဏ်တယ်ဒီလိုပုဂ္ဂိုလ်မျိုးကတရားအားထုတ်တဲ့နေရာမှာချမ်းချမ်းသာသာလွယ်လွယ်ကူကူတက်တက်တာတာတော့အားထုတ်ရတယ်ဒါပေမဲ့တရားအတွေ့ကြတော့နှိမ့်နေတတ်တယ်ဒီလိုပုဂ္ဂိုလ်မျိုးကတရားနောက်နံပါတ်4ကတော့တရားအားထုတ်တဲ့နေရာမှာချမ်းချမ်းသာသာလွယ်လွယ်ကူကူတက်တက်တာတာလည်းအားထုတ်ရတယ်တရားအတွေ့လည်းဉာဏ်တယ်ဒီလိုပုဂ္ဂိုလ်မျိုးကတရားအားထုတ်တဲ့နေရာမှာအဲ့ဒီလိုပုဂ္ဂိုလ်၄မျိုးကွဲပြားနေတတ်ပါတယ်ဘာဖြစ်လို့အဲ့ဒီလိုပုဂ္ဂိုလ်၄မျိုးကွဲရတာလဲဆိုတဲ့အခါကျတော့အတိတ်ဘဝတွေကသမထလည်းအားထုတ်ခဲ့ဘူးဝိပဿနာလည်းအားထုတ်ခဲ့ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးကတော့တဲ့တရားအားထုတ်တဲ့နေရာမှာဉာဏ်ဉာဏ်ဖြင့်ဗမာစင်စင်ရဲလည်းအားထုတ်ရတယ်တရားအတွေ့လည်းသိတတ်ပါလေတဲ့နောက်အတိတ်ဘဝတွေကသမထကိုတော့အားထုတ်ခဲ့ဘူးဒါပေမဲ့ဝိပဿနာကျတော့အားထုတ်ခဲ့ဘူးလေအဲ့ဒီလိုပုဂ္ဂိုလ်ကျတော့ပြပြမမစင်စင်ရဲရဲညွညွညင်ညင်အားထုတ်ရတယ်ဒါပေမဲ့တရားအတွေ့ကြတော့ဉာဏ်နဲ့အတိတ်ဘဝတွေကသမထကိုတော့အားထုတ်ခဲ့တယ်ဝိပဿနာကိုတော့အားမထုတ်ခဲ့ဘူးအဲ့လိုဆိုလို့ရှိရင်เนาะတရားအားထုတ်တဲ့နေရာမှာချမ်းချမ်းသာသာလွယ်လွယ်ကူကူတော့အားထုတ်ရတယ်တရားအတွေ့ကြတော့ဘာဖြစ်နေတာလဲနေနေတယ်အတိတ်ဘဝတွေကသမထလည်းအားထုတ်ခဲ့တယ်ဝိပဿနာလည်းအားထုတ်ခဲ့တယ်ဆိုလို့ရှိရင်တော့တရားအားထုတ်တဲ့နေရာမှာချမ်းချမ်းသာသာလွယ်လွယ်ကူကူတက်တက်တာတာလည်းအားထုတ်ရတယ်တရားအတွေ့လည်းဉာဏ်နဲ့လူရင်းကတော့အတိတ်ဘဝတွေကသမထကိုအားထုတ်ခဲ့လို့ရှိရင်ချမ်းချမ်းသာသာလွယ်လွယ်ကူကူအားထုတ်ရတယ်ဝိပဿနာကိုအားထုတ်ခဲ့လို့ရှိရင်တရားအတွေ့ဉာဏ်နဲ့တိတ်တိတ်ဘဝတွေကသမထကိုအားထုတ်ခဲ့လို့ဆိုလို့ရှိရင်ညွညွညင်ညင်ပြင်ပမှန်စင်စင်ရဲအားထုတ်ရတယ်ဝိပဿနာတရားကိုအားထုတ်ခဲ့လို့ဆိုလို့ရှိရင်တရားအတွေ့တွေနေနေတတ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကအဲ့ဒီလိုကွဲပြားနေတတ်တယ်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်၄မျိုးထဲမှာယောဂီတို့ကဘယ်မျိုးစားထဲမှာပါလဲဆိုတာကိုယ့်ကိုယ်ပဲပြန်ပြီးတော့မှစမ်းစစ်ရမှာပါပဲဘယ်မျိုးစားထဲမှာပါလဲဆိုတာเนาะအဲ့တော့ဒါဆိုလို့ရှိရင်ဥဒ္ဒရောတရားနာပိဋကတရားပုဂ္ဂိုလ်၄မျိုးတွေကနံပါတ်1 2 3 4နံပါတ်ဘယ်လောက်ပဲဖြစ်ချင်တာလဲ၄ရเนาะတရားအားထုတ်တဲ့နေရာမှာချမ်းချမ်းသာသာလွယ်လွယ်ကူကူနဲ့အားထုတ်ရတယ်တရားပြည့်တဲ့ဉာဏ်နဲ့အားထုတ်ဖြစ်ချင်တာတော့နံပါတ်ဘယ်လောက်ပဲဖြစ်ချင်တာလဲနံပါတ်၄ခုပဲဖြစ်ချင်ကြတယ်เนาะအဲ့တော့နံပါတ်1ကတော့ဘူးမှမဖြစ်ချင်ကြဘူးနံပါတ်1ကျတော့စင်စင်ရဲရဲမမလည်းအားထုတ်ရတယ်တရားတွေ့လည်းပြီးတယ်เนาะအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကြတော့အတိတ်ဘဝတွေကသမထကိုလည်းအားထုတ်ခဲ့ဘူးဝိပဿနာကိုလည်းအားထုတ်ခဲ့ဘူးအဲ့ဒီလိုယောဂီမျိုးဆိုလို့ရှိရင်တော့အဲ့ဒီလိုလေးတွေဖြစ်တတ်တယ်တဲ့အဲ့တော့မြတ်စွာဘုရားတစ်ထက်မှာလည်းပဲတချို့ဉာဏ်အရှင်
တဲ့နေကြတော့ပြင်ပန်းပန်းဆင်းဆင်းရဲရဲညဉ့်ညဉ့်ချင်းအားထုတ်ရတယ်တရားတွေ့လည်းနေတယ်အဲ့ဒီလိုဝတ္ထုတွေလည်းပဲတရားနာပြည်သက်တွေတွေ့မှုနေတာပဲတချို့ရဟန္တာရှင်တဲ့နေကြတော့တရားအားထုတ်တဲ့နေရာမှာမြတ်စွာဘုရားဟောလိုက်တာနဲ့ခဏလေးနဲ့တရားရသွားတယ်ဒါမျိုးတွေလည်းဦးဇင်းတို့တရားနာပြည်သက်တွေနာဖို့နေတာပဲမြတ်စွာဘုရားလက်ထက်ကလည်းပဲအဲ့ဒီလိုတွေကွဲပြားနေတယ်အခုဒီခေတ်မှာလည်းပဲတချို့ယောဂီတွေဆိုလို့ရှိရင်တရားအားထုတ်တာပင်ပန်းပန်းမျိုးညင်ညင်နဲ့အားထုတ်ရတယ်နော်အဲ့တော့ထိုင်လိုက်တာနဲ့ဒုက္ခဝေဒနာတွေပြီးတော့မှဝေဒနာတွေနဲ့အားထုတ်နေရတယ်နော်ပင်ပန်းပန်းအားထုတ်နေရတယ်တချို့ယောဂီကြတော့လည်းထိုင်လိုက်တာနဲ့ချက်ချင်းသမာဓိကိုရသွားတာပဲစိတ်ကြီးရလေးအေးချမ်းမှတ်စရာပင်နဲ့ပါယုံမှာစိတ်ကြီးအတူတူအကြားပြီးတော့မှမှတ်သိစိတ်တွေနဲ့မှတ်စရာအောင်နဲ့မှတ်သိစိတ်တွေနဲ့တွေ့ရလေးဖြစ်နေတာနော်ကြောက်စရုပ်လေးကိုရင်းကြတော့မှသမာဓိရလည်းရအဲ့တော့ကိုယ်ကလည်းချမ်းသာစိတ်ကလည်းချမ်းသာခန္ဓာကိုယ်လည်းပေါ်ပါစိတ်ကလည်းပေါ်ပါပြီးတော့မှတက်တာနဲ့သမာဓိတွေရနေတဲ့ယောဂီမျိုးတွေလည်းရှိတတ်တယ်နော်အဲ့တော့ခုဒီယောဂီတွေထဲမှာလည်းပါတာပဲနောက်တခြားဉာဏ်ယောဂီတွေမှာလည်းရှိတာပဲခုယောဂီတွေထဲမှာလည်းပဲဒါချမ်းသာတာလည်းကိုယ်နဲ့အားထုတ်ရတဲ့ယောဂီတွေလည်းပါမှာပဲတက်တာနဲ့အားထုတ်ရတဲ့ယောဂီတွေလည်းပါမှာပဲညဉ့်ညင်ပင်မစင်းရဲနဲ့အားထုတ်ရတဲ့ယောဂီတွေလည်းပါမှာပဲအဲ့တော့ကိုကပုဂ္ဂိုလ်လေးမျိုးရဲ့သဘောကိုသိပြီးတော့မှသမထလည်းအားထုတ်ပဲဥပဒနာကိုလည်းအားထုတ်ပဲဆိုလို့ရှိရင်တော့ချမ်းသာလည်းအားထုတ်ရမယ်တရားအတွေ့လည်းဉာဏ်ပဲအဲ့တော့ဒီသဘောတွေသိပြီးတော့မှကိုကသမထလေးပါတွဲပြီးတော့မှအားထုတ်နိုင်ရင်တော့ဘုရားတော်မှာပါလာဖို့ဥမာထားပါတော့တရားအားထုတ်ပြီးနော်ဂုဏ်တော်မေတ္တာနော်နောက်တစ်ခါမရဏနတ္တိသုံးခုလောက်ကိုပွားမယ်ပွားမှာအားထုတ်တယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဒါပေမဲ့တယောက်နဲ့တယောက်ကြတော့အားထုတ်ပုံရင်းနေရာမတူဘူးတပ်ပါရတဲ့ပုံရင်းနေမတူဘူးကြံ့တဲ့ပုံလည်းမတူဘူးတချို့ကြတော့တမထကိုအားတန်တမထကိုပို့ပြီးတော့မှအားတန်တယ်တမထတော့ပို့ချက်တယ်ဦးသိအတိတ်ဓမ္မတချို့ဆိုလို့ရှိရင်သူကကတိုင်းနေပါလို့ရှိတာပါတနာပါလေဥမာဩဒါတာကတိုင်းနေပါလို့ဖြူရအောင်ကတိုင်းဆိုလို့ရှိရင်စက်ကလေးဝိုင်းပြီးတော့မှနိုင်အောင်ဝိုင်းပြီးမှအဲဩဒါကတိုင်းကိုရှိတာသူကအဲ့လိုတရားအားထုတ်တယ်လို့ကြိုက်တာအဲ့တော့တချို့ကြတော့အဲ့ဒီတမထကိုအားထုတ်ရတာကြိုက်တယ်နော်အဲ့တော့တရားနဲ့တရားတော့အကြိုက်တော့မတူပါဘူးဒါကြောင့်ကိုယ်နဲ့တက်တယ်လို့တော့အားထုတ်လို့ရတယ်ဒီသဘောလေးတွေဒီတဲ့အခါကျတော့ကိုကနှမျိုးပေါင်းပြီးတော့အားထုတ်မယ်ဆိုလို့ရှိရင်လည်းဥပဒနာတွေလည်းအများကြီးထောက်ကူပြုပါတယ်ဒါကြောင့်တရားအားထုတ်ပြီးဥပဒနာတရားတွေမပြောဘုရားဖြစ်ချမ်းချမ်းသာသာတွေလည်းကိုယ်လည်းအားထုတ်ပဲတရားအတွေ့တွေလည်းဉာဏ်ပဲအဲ့တော့နံပါတ်1 2 3 4နံပါတ်ဘယ်လောက်ကိုလည်းဖြစ်ချင်တာလဲလေးကိုဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့သမထလေးပါတွဲပြီးတော့မှအားထုတ်တယ်ဆိုရင်တော့နံပါတ်4ယောဂီဖြစ်တဲ့ဒုက္ခပရိပရာခိဗ္ဗပညာချမ်းချမ်းသာသာတွေလည်းကိုယ်လည်းအားထုတ်ရတယ်တရားအတွေ့လည်းဉာဏ်နဲ့ဆိုတဲ့နံပါတ်4ပုဂ္ဂိုလ်ဖြစ်သွားပါပဲအဲ့တော့ဒီပုဂ္ဂိုလ်၄မျိုးကိုအာယုပြုပြီးတော့မှဒီပုဂ္ဂိုလ်၄မျိုးထဲမှာကိုကဘယ်ထဲမှာပါလဲအဲ့တော့နံပါတ်1ထဲမှာပါလား2ထဲမှာပါလား3ထဲမှာပါလား4ထဲမှာပါလားအာယုပြုပြီးတော့မှကိုယ့်ကိုစမ်းစစ်ပြီးတော့မှနံပါတ်4ကိုပဲပါနေအောင်ပြန်ပြီးတော့မှကြိုးစားရပါမယ်ဒါလို့ဆိုလို့ရှိရင်တော့ယောဂီဒီတရားအားထုတ်တဲ့နေရာမှာပုဂ္ဂိုလ်၄မျိုးခွဲခြားဖို့အသင့်သဘောပေါက်တော့ပါပြီအဲ့တော့ဒါဆိုလို့ရှိရင်ဦးသိရဲ့တရားလူတွေပုဂ္ဂိုလ်ဒီမှာပဲဒီကုန်းချုပ်ပါတယ်ဒီကဲ့သို့ယနေ့ချုပ်ကနိုင်တရားအားထုတ်ခြင်းနဲ့ပုဂ္ဂိုလ်၄မျိုးလို့ညှိပေးထားတဲ့တရားတော်ကိုနာကြအပြင်နာကြအတိတိုင်းလိုက်နာခြင်းဉာဏ်ဝါများအားထုတ်နိုင်ကြရင်ဒုက္ခတတိပင်းဉာဏ်ဖြစ်တဲ့ဘက်ကိုနိဗ္ဗာန်ကိုချမ်းသာသောအခြင်းလွယ်ကူလျင်သောအတိဉာဏ်တို့ဖြင့်လျင်မြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း